ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကငွေချင်းလက်လာပါကိစ္စကြောက်ပဲဖြစ်ဖြစ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စကြောက်ပဲဖြစ်ဖြစ်အလောက်ကင်အခွန်လန်းကောင်းငွေချင်းရစရာရှိတဲ့ကိစ္စတွေနဲ့ပဲဖြစ်ပေါ့နော်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအားလုံးကအကြက်တဲခက်ခဲလေးတွေဖြစ်နေတယ်တိတ်လဲလေးတွေလွဲချော်နေတယ်အလောက်ကနေပြီးတော့ငွေတွေကအဝင်ထက်အထွက်တွေကများနေတယ်ဆိုလို့ရှိရင်တော့ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအားလုံးဒီဗီဒီယိုလေးကိုအမြန်ဆုံး share လိုက်ပါကံကောင်းပြီချမ်းသာပြီဆိုပြီးတော့မှ comment လေးရေးပြီးတော့ပေါ့နော်နှစ်ကိုကံကောင်းပြီလို့ comment လေးရေးသွားပေးပါအောင်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကငွေကြေးလက်လာပါကြောက်ပဲဖြစ်ဖြစ်အလောက်ကန်ခွန်လန်းကြောက်ပဲဖြစ်ဖြစ်လက်လာပါပွင့်ခြင်းနဲ့ငွေကြေးအခက်ခဲတွေကနေလွတ်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ခရီညွတ်မယ်ဖြစ်ဖြစ်ခရီအရွက်လေးပဲဖြစ်ဖြစ်ပေါ့နော်20နဲ့4ရွက်ကိုဖန်ခွက်လေးနဲ့ထည့်ပြီးတော့အိမ်ဖျားမှာလှူဒန်းထားပေးလို့ရပါတယ်ရှင့်လူမျိုးခြားဘာသာခြားတွေဖြစ်မယ်ဆိုလို့ရှိရင်တော့ခရီသားလေးပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးထွန်းပေးရမှာထွန်းပြီးတော့မိမိအလိုရှိရပေါ့နော်ငွေကြေးကိစ္စတွေကိုလေးနဲ့ပြောပြီးတော့စုတောင်းရမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကိုရကြရရှိတဲ့ပိုင်နိုင်ကျင်းသေးပေါက်ရမှာဒါပေမဲ့တေလွဲလေးတွေလွဲချော်နေတာလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့ခရားပေါ့နော်ခရားပေါ်မှာဖြစ်ဖြစ်ခရားပေါ်မှာပဲဖြစ်ဖြစ်ဖျောင်းနိုင်အစိမ်းရောင်လေးထွန်းပြီးတော့ဆုတောင်းပေးရမှာဖြစ်ပါတယ်ဒီဝါဒက်တိဂါရတော်လေးရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်ရှင့်ညာပိုင်းမှာတော့ကိုကနေပြီးတော့ပေါ့နော်ဒီခရီသားလေးပေါ်မှာပဲဖြစ်ဖြစ်ခရားပေါ်မှာပဲဖြစ်ဖြစ်ဒီပန်အစိမ်းရောင်လေးတစ်ထိုင်ကိုထပ်ထွန်းပြီးတော့ပေါ့နော်ဂုံတော်9ပါးကိုလေးနက်နဲ့298ခေါက်ရွတ်ဖတ်ပူဇော်ပြီးတော့တေချာ9ရက်တိဆုတောင်းပေးရမှာဖြစ်ပါတယ်ရှင့်ဒါဆိုလို့ရှိရင်တော့အလောက်ကင်ကြောက်ငွေကြေးလက်လာပအခက်ခဲပိတ်ဆို့နေရပဲဖြစ်ဖြစ်တေလွဲချော်နေရပဲဖြစ်ဖြစ်လက်လာပပိတ်ဆို့နေတာပဲဖြစ်ဖြစ်ငွေကြေးစီးဆင်းမှုအားနည်းနေတာပဲဖြစ်ဖြစ်ငွေတွေလည်းမြန်းပြီးတော့လက်လာပတွေပွင့်လန်းလာလိမ့်မယ်ဈေးရောင်းဈေးဝယ်တွေကောင်းလာလိမ့်မယ်ရှင့်ဆုတောင်းတဲ့အခါမှာလဲခေါင်းလောင်းလေးခောက်ပြီးတော့ဆုတောင်းရမယ်ခေါင်းလောင်းလေးခောက်ပြီးတော့မေတ္တာပို့တာပေးရမှာဖြစ်ပါတယ်ရှင့်ဝင်လက်ရှင်ပါစေကံကောင်းချမ်းသာပါစေရှင့်ဆရာမဖွင့်တဲ့ခိုင်ဖြစ်ပါတယ်အဘဆရာကြီးမင်းတင်ခိုင်တပည့်တာရော့ဗေဒလက္ခဏာဆရာမပွင့်တဲ့ခိုင်ဖြစ်ပါတယ်ရှင့်မနောမယသာသနာပြုသာသနာထောက်ပံ့ပေးမေတ္တာအစွမ်းထက်ဆရာမပွင့်တဲ့ခိုင်ဖြစ်ပါတယ်ရှင့်ဒီဗီဒီယိုလေးကိုတွေ့တဲ့အချိန်ကနေစပြီးတော့တောက်ကြသားသမီးတွေအမြန်ဆုံးကံကောင်းခြင်းလက်ရွှင်ခြင်းလက်လာပါပွင့်ခြင်းတွေဧကန်ဖြစ်ပေါ်စေမှာဖြစ်ပါတယ်ရှင့်ကံကောင်းလက်ပွင့်စေဖို့အတွက်ပေါ့နော်